အားလုံးပဲမင်္ဂလာပါခင်ဗျာ Live Healing Contact ပိုင်းဆို channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာလူတွေအကုန်လုံးကအရက်တောက်သုံးခြင်းဟာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်တယ်ဆိုပြီးလက်ခံထားကြတယ်ဒါပေမဲ့ဒီလိုတိတိနဲ့တော့အရက်တောက်သုံးခြင်းကိုမစွန့်လွတ်နိုင်ကြပါဘူးဒါကြောင့်ခန္ဓာကိုယ်အတွက်မကောင်းဘူးဆိုတဲ့အရက်ကစိတ်ကိုဘယ်လိုဆွဲဆောင်ထားပြီးဘယ်နေရာမှာကောင်းကျိုးပေးလဲဆိုတာလေ့လာကြည့်အောင်နံပါတ်1ခဏတာစိတ်ဖိစီးမှုလျော့ကျခြင်းအရက်တောက်တဲ့အခါခန္ဓာကိုယ်ကဂါမာအမိုင်နိုပူတရီအက်ဆစ်ရဲ့အဖက်ကိုခံစားရပါတယ်။သူကစိတ်ဖိစီးမှုလျော့အောင်အိပ်စက်မှုကောက်အောင်စိုးရိမ်ပူပန်မှုမများအောင်လှုပ်ဆော်ပေးပါတယ်။ရမကလူလီနေတော်တော်များများအရက်ကိုဆွဲလန်းစေတဲ့အချက်ဖြစ်ပြီးတနစ်တာပင်ပန်းသမျှကိုရီတိုအားဖြင့်လွမြောက်စေတဲ့ခံစားချက်ဖြစ်ပေါ်စေပါတယ်။နံပါတ်2လူမှုဆက်ဆံရေးမှာပို၍ယုံကြည်မှုရှိခြင်းအရက်များများတောက်ခြင်းဟာလူမှုဆက်ဆံရေးကိုထိခိုက်စေနိုင်ပေမဲ့အနှဲငယ်များတောက်သုံးခြင်းဟာလူမှုဆက်ဆံရေးကိုပိုတိုးတက်စေနိုင်ပါတယ်။လူရင်းကိုထိအောင်ပြောနိုင်ပြီးတော့တာမန်အချိန်တွေမှာမရင်းနှီးတဲ့သူတွေတောင်အတူတူဝိုင်းဖွဲ့တောက်ရင်ခင်မင်မှုတိုးစေနိုင်ပါတယ်။ဒါကြောင့်လူရအများကြီးနဲ့ပျော်ပါရတဲ့ပါတီလိုနေရာတွေမှာအယ်ကိုဟောကမရှိမဖြစ်ပါဝင်နေတာပါ။နံပါတ်3ခံစားသက်ဝင်မှုတိုးစေခြင်းဂီတနဲ့မျောလွှင့်ခြင်းတဲ့အချိန်မှာအရက်တောက်ထားတဲ့သူကတာမန်လူတွေထက်ပိုပြီးခံစားမျောလွှင့်နိုင်ပါတယ်။ဘာလို့လဲဆိုတော့အရက်တောက်လိုက်တဲ့အခါအုံနောက်ကဒိုဖာမင်းကိုထုတ်ပေးပြီးသူကရီတိုအားဖြင့် positive ခံစားမှုတွေတာယာတွေ့ရှင်မှုတွေနဲ့အတူရှိဝင်မျောလွှင့်မှုကိုပေးပါတယ်။နံပါတ်4ဖန်တီးနိုင်စွမ်းတက်စေခြင်းအရက်တောက်လိုက်တဲ့အခါကြံတဲ့အရာတွေကိုဖယ်ပြီးမိမိလိုချင်တဲ့အရာကိုပဲအာရုံစူးစိုက်နိုင်တဲ့အတွက်ဖန်တီးနိုင်စွမ်းကိုတက်စေပါတယ်။ဒါကြောင့်တချို့အနုပညာရှင်တွေကအရက်အနှဲငယ်တောက်ပြီးမှအနုပညာကိုဖန်တီးကြတာလို့ယူဆရပါတယ်။အဖို့တွေးစရာတွေစိတ်ဖိစီးမှုတွေရောကျသွားတဲ့အခါတာမန်ချင်းတွေမှာမရရှိနိုင်တဲ့ဖန်တီးမှုတွေးခေါ်မှုအသစ်တွေထွက်ပေါ်လာနိုင်တာဖြစ်ပါတယ်။ကျွန်တော်တင်ပြသွားတဲ့အချက်တွေကအရက်ကိုလူတွေနှစ်သက်ရတဲ့ရင်တို့အကျိုးသက်ရောက်မှုအကြောင်းရင်းတွေဖြစ်ပြီးရည်ရှင်ဆွေးမြဲစွာအလုံးအကျွံတောက်သုံးရင်တော့စိတ်နဲ့အတူခန္ဓာကိုယ်ပါကြီးမားစွာထိခိုက်စေနိုင်ပါတယ်။အရာအားလုံးကတန်ဆင်းလုံပေဖြစ်ပါတယ်ခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာပျော်ရွှင်ကြပါစေ။ပုံမရည်သွေးမြင့်တဲ့ content တွေနားထောင်ခြင်း channel လေးကို subscribe လုပ်ခဲ့ပေးပါခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။